ဘာဝမှာဘသူမဆိုပျော်ရွှင်တဲ့အိမ်တောင်တစ်ခုကိုတော့ပိုင်ဆိုင်ခြင်းကြတဲ့သူတွေကြီးပဲလို့ထင်ပါတယ်ခုခေတ်ခုကာလမှာအိမ်တောင်ပျော်ကွဲကြတဲ့သူတွေပိုများလာတာတွေ့ရပါတယ်ဒါကကိုယ်ရွေးချယ်မှုနဲ့လည်းသက်ဆိုင်တယ်လို့ကံနဲ့လည်းဆိုင်တာမို့ဒီနေ့အိမ်တောင်ဖိုက်အဖြစ်မရွေးချယ်တဲ့လူ၅မျိုးအကြောင်းတည်တလံလေးပြောပြပါမယ်တဲ့လေးစားမှုမရှိတဲ့လူမျိုးလေးစားမှုဆိုတာဆက်ဆံရေးတစ်ခုရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်ကိုယ့်ရဲ့ခံစားချက်ထင်မြင်ယူဆချက်ဒါမှမဟုတ်ကိုယ်ပိုင်နယ်ပယ်တစ်ခုကိုလေးစားမှုမပေးတဲ့လူတစ်ယောက်ကဆက်ဆံရေးမှာနာကျင်မှုတွေပဲယူဆောင်လာနိုင်ပါတယ်ဥပမာတင်းရဲ့အိမ်မက်တွေရီမန်းချက်တွေကိုအထင်သေးပြောဆိုတာဒါမှမဟုတ်တင်းကိုအများရှေ့မှာနှိမ်ချပြောဆိုတာကိုယ်အိမ်တော်ဖက်ရဲ့ခန္ဓာကို blame တတ်တာဒါမျိုးလုပ်တတ်တဲ့လူမျိုးတွေဟာရေရှည်မှာအစင်မပြေနိုင်ပါဘူးနှစ်ရိုးသားမှုနဲ့တာဝန်ယူမှုမရှိတဲ့လူမျိုးဆက်ဆံရေးတစ်ခုမှာရိုးသားမှုဆိုတာကလည်းအဓိကကြပါတယ်လင်ညာလေဖြားတက်ပြီးဂတိတွေပေးပြီးမတီတက်တဲ့သူဒါမှမဟုတ်သူ့အမားတွေအတွက်တာဝန်ယူမှုမရှိတဲ့လူမျိုးတွေဟာယုံကြည်မှုကိုဖျက်ဆီးစေနိုင်ပါတယ်ဒီလိုလူမျိုးနဲ့ဆိုရင်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိတဲ့ဆက်ဆံရေးတစ်ခုကိုပဲရင်ဆိုင်နေရမှာပါ၃စိတ်ခံစားမှုကိုမထိန်ချုပ်နိုင်တဲ့လူမျိုးဒေါသထွက်လွယ်တယ်စိတ်တည်ငြိမ်မှုမရှိတဲ့သူဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာမှာမရင်ကျက်တဲ့လူတစ်ယောက်ကဆက်ဆံရေးမှာတင်းမာမှုတွေကိုထပ်စီနိုင်ပါတယ်ဥပမာတင်းငယ်တဲ့ကိစ္စအမျိုးမျိုးကြောင့်အော်ဟစ်ဆဲဆိုတာမျိုးဒါမှမဟုတ်စိတ်ခံစားမှုတွေကိုမထိန်ချုပ်နိုင်ပဲတင်းကိုစိတ်ဒုက္ခပေးတတ်တဲ့လူမျိုးလူရှိသူရှိအော်ပြောတတ်တဲ့လူမျိုးတွေဟာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပဲဖြစ်ပေါ်စေနိုင်ပါတယ်၄ထိန်ချုပ်လို့စိတ်ရှိတဲ့လူမျိုးတင်းဘဝကိုထိန်ချုပ်ဖို့ကြိုးစားတတ်တဲ့လူမျိုးတွေဟာတင်းရဲ့လက်လက်မှုနဲ့ကိုယ်ပိုင်အခွင့်အရေးကိုထိခိုက်စေနိုင်ပါတယ်ဥပမာတင်းဘသူနဲ့တွေ့ရမယ်ဘာဝတ်ရမယ်ဘယ်နေရာကိုသွားရမယ်ဆိုတာမျိုးပေါ့အရာရာကိုထိန်းချုပ်ဖို့ကြိုးစားတာမျိုးဒါမှမဟုတ်တင်းရဲ့ဆုံးဖြတ်ချက်တွေကိုအမြဲဝင်ရောက်ဆွတ်ဖတ်တတ်တဲ့လူမျိုးတွေဟာဆက်ဆံရေးတစ်ခုမှာတင်းကိုစိတ်ဒေါကတွေစိတ်ဖိစီးမှုတွေမွန်းချက်မှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်ငါရီမန်းချက်မရှိတဲ့လူမျိုးဘဝမှာရီမန်းချက်မရှိပဲရေလေကျိုးမျောသလိုလွဲ့လေနေတတ်တဲ့လူမျိုးဟာရေရှည်မှာဆက်ဆံရေးကိုအားနည်းစေနိုင်ပါတယ်သူ့မှာကိုယ်ပိုင်ပန်းနိုင်လည်းမရှိအိမ်တောင်တစ်ခုရဲ့တာဝန်ယူမှုတွေကိုလည်းအတူတူလှုပ်ဆောင်တာကူညီတာတွေမရှိရင်တင်တယောက်တည်းအားထုတ်နေရတဲ့ဆက်ဆံရေးတစ်ခုလိုဖြစ်လာနိုင်ပါတယ်ဒါကစိတ်ပိုင်းဆိုင်ရာရောလက်တွေ့ဘဝမှာပါစိတ်ရောလူရောပင်ပန်းစေနိုင်ပါတယ်နီးကုံချုပ်အနေနဲ့ပြောရတော့မယ်ဆိုရင်ဘဝလက်တွေဖတ်ရွေးချယ်ရမှာတင်းရဲ့ကိုယ်ပိုင်တန်ဖိုးတွေစိတ်ခံစားမှုတွေနဲ့အိမ်မက်တွေကိုဦးစားပေးဖို့အရေးကြီးပါတယ်တင်းကိုလေးစားတန်ဖိုးထားပြီးရိုးသားမှုတာဝန်ယူမှုစာနာနားလည်မှုရှိတဲ့လူမျိုးကိုသာရွေးချယ်ပါဆက်ဆံရေးတစ်ခုမှာနှစ်ဦးနှစ်ဖက်ယုံကြည်မှုတွေအပေးအယူတွေမျှတာပြီးတယောက်ကိုတယောက်အားပေးတည်ဆောက်နိုင်မှသာလျှင်ရေရှည်တည်တံ့ပြီးပျော်ရွှင်တဲ့အိမ်တော်တစ်ခုကိုယူဆောင်လာနိုင်မှာဖြစ်ပါတယ်လူရွေးမှပြီးတာယာတဲ့ဘဝတွေအိမ်တော်ဖတ်တွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ချွေရင်နောက်ဗီဒီယိုမှာတွေ့မယ်နော်ကျင့်တော်လူသက်